ပဲဖြစ်ပါတယ်ပြမတစ်ပါအိုးမှတို့ရဲ့တန်ကမျောစီမန်ကတန်ကလည်းပဲဖြစ်ပါတယ်အဲ့ဒါပါလားဟုတ်ပြတ်တယ်ဒီလိုရတဲ့ဟာရှိမလားဘုဘထုံးလေးပေါင်းဒီ3 4 5 6 6စီဒါတို့မိုင်းကွင်းတော့မကြည့်ပါဘူးဒီမတစ်ကုန်းပဲဖြစ်ပါတယ်ခွေးညံများတာနော်အမစာ6ရောက်ဒီပါကတ်တူတော့တူတယ်ခလာရ268ဖြစ်ပါတယ်ဖလန်းပါတော့မြင်တာတော့အကုန်ကြီးစာ6ရောက်တယ်တော့တထားလိုက်ပြီရှိမှာပါရှိလို့လေမိုင်းတော့မရှိတော့ပါဘူးနော်ငါတို့ပြစ်နေတဲ့ဟိုမှာကိုရဟိုမှာခင်ဗျားတို့ပြစ်တယ်ဒီကရှင်းနေရပဲစိတ်ဖလန်းကိုလေဟောဟုတ်နော်ရှင်းနေတာပဲဟိုပြစ်မှာပေါ့ဟိုကနေလှမ်းပြစ်တာငါတို့အဲ့ကနေဟိုးလှမ်းပြစ်တာမီတာ800လောက်တော့ရှိတယ်သူတို့ကငါတို့ဒါကိုမြင်စီချင်လို့ထားတာငါတို့အောက်ကနေဘာမှမမြင်ရဘူးဟုတ်တယ်နော်စိတ်ဖလန်းကိုရမှာဘောနော်ဒီကတော့ရှင်းတော့တက်ရပြန်ပြီတိုက်ပွဲတော့ကလည်းတက်ရအခုလည်းတက်ရတော်တော်စိတ်ဒုက္ခပေးတယ်ကိုဟိုးပါမဘဟိုကင်းသူတို့ရဲ့ဘဟိုကင်းမှာဟိုးမှာအဲ့ဒါရာရှိကုန်းကြီးဖြစ်ပါတယ်တော်တော်ကျေပါတယ်တခြားချိပါဒါသူတို့ရဲ့ပြမတ်တိကဘန်ကာတွေဆက်သွေးမြောက်နေပဲဖြစ်ပါတယ်။ရောက်ပစ္စည်းလိုက်ခိုးမနေတဲ့ဒီတခိုးကကဲမရောဟာနော်ဟိုးမမြင်ရတာဘိုးကင်းဖြစ်ပါတယ်ဘိုးကင်းတကုံးရဲ့ဘဟိုးပါဟိုးဘက်မှာကြံပါသေးတယ်ဒါကျွန်တော်တို့အစုံဆုံးရောက်နေတာပါပြမှတ်တစ်ဘက်အရာရှိကုန်းဟိုးမှာကြံပါဒုံးကြံပါပဲဖြစ်ပါတယ်ဒါမျိုးကုန်းကနေငါတို့ပြစ်နေပါတယ်ခင်ဗျာ
အောက်ထဲမှာကြီးပဲဖြစ်နေတပ်ပြီးကောင်းသေးရပဲလူရှိနေလိုက်ပါလားရောစနက်စမjumpa chula dingum la kap sak mi ko chikariအောက်လမ်းဒီကနေပြစ်နေတယ်နော်ခင်းနေတာပဲခေးလမ်းတော့ตั้งที่ฝรั่งอยู่ปัดลันสี